နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရွေးကောက်ပွဲအတုနဲ့ဖြစ်လာတဲ့မင်းအောင်လှိုင်တို့အစိုးရဟာပြည်ပရောက်မြန်မာအလုပ်သမားများမိခင်နိုင်ငံကိုခွင့်နဲ့ပြန်ရမှာသက်ဆိုင်ရာတန်ယုံရဲ့ထောက်ခံစာပါမှသာပြန်လည်ဝင်ရောက်ခွင့်ပြုမယ်ဆိုတဲ့ကန့်သတ်လိုက်ခြင်းဟာအလုပ်သမားများရဲ့ကိုယ်ရေးအချက်အလက်များကိုရယူရန်နဲ့အခွန်ငွေညှစ်ဖို့အတွက်ဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြည်ပရောက်မြန်မာအလုပ်သမားများခွင့်ပြန်ရမှာသက်ဆိုင်ရာတန်ယုံထောက်ခံစာနဲ့သာမြန်မာနိုင်ငံအတွင်းကိုပြန်လည်ဝင်ရောက်ခွင့်ပြုမှာဖြစ်ကြောင်းပြီးခဲ့တဲ့ဧပြီလ28ရက်နေ့ကကြေညာခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဘန်ကောက်မှာရှိတဲ့ရွေးကောက်ပွဲအတုအစိုးရလက်အောက်ခံမြန်မာတန်ယုံကမြန်မာနိုင်ငံကိုခွင့်ပြန်ကြမယ့်အလုပ်သမားများဟာ OWIC ပြည်ပအလုပ်ကိုင်အလုပ်သမားတပ်တွေကကိစ္စရပ်များအတွက်ထောက်ခံစာလာရောက်ထုတ်ယူရမှာဖြစ်ပြီးတော့ထောက်ခံစာတစ်စောင်ကိုဘတ်ငွေ150ဘတ်ပေးဆောင်ရမယ်လို့ကြေညာထားပါတယ်။ထောက်ခံစာလျှောက်ထားရမှာ OWIC က passport မှတ်ပုံတင် work permit အလုပ်ရှင်ခွင့်စာနဲ့လေယာဉ်လက်မှတ်မိတ္တူများအပြင်ဘဏ်ကိုငွေပေးချေထားတဲ့ပြည်စာများအထိအချက်အလက်အပြည့်စုံတင်ပြရမှာဖြစ်ပါတယ်။အကြမ်းဖက်စစ်ခွေးအုပ်စုကမြန်မာနိုင်ငံသားတွေအလုပ်သမားတွေကိုဝက်ဥရစ်လို့ရစ်နေတာပဲမြန်မာပြည်သားသိန်းနဲ့တန်းနဲ့ချီပြီးတော့ရှိတယ်တယောက်ကို150ကောက်မယ်ဗျာအရင်ကမြန်မာပြည်ပြန်တာဘာခွင့်မှမလိုဘူးအခုဟာကအလုပ်သမားတွေရဲ့အချက်လက်တွေလိုချင်တာရဲ့အခွင့်မပေးရသေးဘူးဆိုရင်ပေးခိုင်းဖို့မြားပြီးတော့အချက်လက်တွေကိုကောက်တာဖြစ်တယ်လို့ AAC ကကိုရဲမင်းကပြောပြထားပါတယ်။ဒါအပြင်နယ်ဝေးကနေလာရောက်ရသူများအတွက်အချိန်နဲ့ငွေကြေးကုန်ကျမှုများပြတဲ့အပြင်တန်ယုံရဲ့စနစ်မကျမှုနဲ့ကြံ့ကြာမှုများကြောင့်အရေးပေါ်ပြန်လိုတဲ့သူများအတွက်အခက်အခဲကြီးစွာကြုံတွေ့ရနိုင်တယ်လို့ကိုရဲမင်းကထောက်ပြထားပါတယ်။မြန်မာပြည်တွင်းကိုပြန်ရန်တန်ယုံထောက်ခံစာထုတ်ပေးမှာဖြစ်ကြောင်းပြောဆိုနေတော်လဲလက်တွေမှာတော့ဘန်ကောက်မြန်မာတန်ယုံဟာစာရွက်စာတမ်းရရှိဖို့အတွက်အချိန်ကြန့်ကြာခြင်းစီးစနစ်မကျခြင်းရချိန်များစွာကြိုတင်ယူရခြင်းများကြောင့်အရေးပေါ်ပြန်ခြင်းတဲ့သူတွေအတွက်အခက်အခဲတွေကြုံတွေ့နိုင်တယ်လို့သိရပါတယ်။တခြားနယ်ဝေးတွေကထောက်ခံစာလာယူရင်အချိန်ကုန်ငွေကုန်ပြီပေါ့ပြည်သူကိုဘလို့ဒုက္ခရောက်အောင်လုပ်ရမလဲအမျိုးမျိုးဒီအမိန့်တွေဥပဒေကိုထုတ်ပြန်နေတာကိုယ်နိုင်ငံကိုယ်မွေးရမြေကိုလွမ်းလို့ကိစ္စရှိလို့တာရေးနာရေးကြောင့်ကျမ်းမာရေးကြောင့်မိဘတွေဆုံးမသွားလို့ခဏပြန်တာကိုတကူးတကထောက်ခံစာတွေပါယူခိုင်းစရာဘာအကြောင်းမှမရှိဘူးလို့ကိုရဲမင်းကပြောပြထားပါတယ်။ပြည်ပကနေခွင့်ပြန်ကြမဲ့အလုပ်သမားများဟာအခုမေလ1ရက်နေ့ကစတင်ပြီးတော့အလုပ်ရှင်ရဲ့ခွင့်စာနဲ့တန်ယုံထောက်ခံချက်ပါမှသာမြန်မာနိုင်ငံအတွင်းကိုဝင်ရောက်ခွင့်ရတော့မှာဖြစ်ပါတယ်။အလားတူပဲလက်ရှိပြည်တွင်းမှာရရှိနေတဲ့ခွင့်ပြန်အလုပ်သမားများဟာလည်းအလုပ်သမားဝင်ကြီးဌာနရဲ့ခွင့်ပြုမိတ်ရရှိမှသာပြန်လည်ထွက်ခွာနိုင်မှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။